အားလုံးပဲမင်္ဂလာပါခင်ဗျာဘုတ်ကန်ကောင် channel လေးကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီကနေ့တင်ဆက်ပေးခြင်းတဲ့ပုံမြင်လေးကတော့အမြင်မတော်သူဆိုတဲ့ပုံမြင်လေးဖြစ်ပါတယ်ခင်ဗျာလွန်လေပြီးတော့အခါဘာရန်တတိပြည်တွင်တုတ်တန်၌နေသောဆန္ဒလလင်မယားနှစ်ယောက်ရှိသည်တနေ့တနေ့ဆန္ဒလ၏မယားသည်တရက်သီးစားခြင်းသောချင်းချင်းဖြစ်၏ထို့ကြောင့်ယောက်ျားဖြစ်သူအားအမောင်ကျမတရက်သီးအလွန်စားခြင်းသောချင်းချင်းဖြစ်နေပါသည်တရက်သီးရှာဖွေပေးပါဟု၍ပြောဆိုသည်ယောက်ျားကရှင်မယခုအချိန်သည်တရက်သီးပေါ်ခြင်းမဟုတ်တရက်သီးအပင်မှာရနိုင်မည်နီအခြားအသီးကိုသာပြောပါငါဆောင်ယူပေးမည်ဟုဆို၏မိမကအမောင်တရက်သီးမစားဘဲကျမမနေနိုင်ပါမစားရလျင်သေရပါလိမ့်မည်ကြံဖန်ရှာဖွေပေးပါဟု၍ငိုယိုပူဇာလေ၏ဆန္ဒလယောက်ျားလည်းမယားကိုချစ်လာသောကြောင့်တရက်သီးရနိုင်မည်နေရာကိုလိုက်လံစုံစမ်းလေသည်ထိုအခါဗရဏတိမိ၏ဥယျာဉ်ထဲရှိတရက်ပင်တစ်ပင်တွင်တရက်သီးရှိကြောင်းစုံစမ်းသိရှိရလေသည်ဤတွင်သူသည်တင့်မတင့်မစင်းစားညင်အချိန်တွင်ဘေးဥယျာဉ်တော်သို့တိတ်တဆိတ်ခိုးဝင်လေသည်တရက်ပင်များပေါ်သို့တပင်မီတပင်တက်လေသည်တရက်သီးကိုရှာဖွေသည်ရင်းသို့ရှာဖွေစဲမှာပင်မိုးလင်းသွားလေသည်ထိုအခါသူသည်ထိတ်ရန်တုန်လှုပ်သွားသည်ငါကိုအဆောင်တို့မြင်လင်ဖမ်းဆီး၍ပြစ်ဒဏ်ပေးကြတော်မူတနေ့လုံးအပင်ပေါ်မှာပင်ပုံအောင်နေမှဖြစ်မည်ညင်အချိန်ကြမှတိတ်တဆိတ်ထွက်ပြေးတော်မူဟု၍ကြံစီလေသည်အပင်ပေါ်မှာပင်ပုံအောင်နေလေသည်ထိုအခိုက်တွင်ဗရဏတိမင်းသည်ပရောဟိတ်ပုံနာနှင့်အတူဥယျာဉ်တော်ထဲသို့ဝင်ရောက်လာလေသည်မင်းသည်ပုံနာထံမှဘေရင်တင်ယူရန်ရောက်လာခြင်းဖြစ်လေသည်သူတို့နှစ်ဦးသည်ဆန္ဒလယောက်ျားပုံအောင်နေသောတရက်ပင်ခြေရင်းတွင်နေရာယူလိုက်ကြလေသည်မင်းသည်မြင်သောနေရာကနေလျက်ပုံနာကနေသောနေရာ၌နေလျက်ဘေရင်ပညာကိုသင်ပေးနေသည်ထိုအချင်းအရာကိုဆန္ဒလယောက်ျားတွေ့မြင်သောအခါအမြင်မတော်ဖြစ်မိသည်ထိုခဏအတွင်းမှာပင်သူသည်မင်းနှင့်ပုံနာတို့၏အမားကိုမြင်မိလေသည်ထို့ပြင်သူ၏အမားကိုလည်းစင်ကြင်မိလေသည်ထို့ကြောင့်သူသည်တပ်ပင်ပေါ်မှဆင်း၍မင်းကိုရှ िख ိုးလျက်လျှောက်ထားလေသည်အရှင်မင်းကြီးကျွန်တော်မျိုးတို့သုံးဦးလုံးအသီးသီးလိုက်နာရမည်ကျင့်ဝတ်တို့ကိုမဆောင်ဖောက်ပြက်နေကြပါသည်ကျွန်တော်မျိုးသည်ကျင့်ဝတ်ကိုမဆောင်မိမအလိုကိုလိုက်၍အရှင်မင်းကြီး၏တရက်သီးကိုခိုးယူရန်ဥယျာဉ်တော်တွင်သို့ဝင်ရောက်ခဲ့မိပါသည်ပရောဟိတ်ပုံနာတီလည်းဘေရင်သင်ပေးသောဆရာဖြစ်ပါလျက်အမြင့်ကမနေအနှင်းကနေ၍ပညာသင်ပေးနေသည်အရှင်မင်းကြီးတီလည်းယခုအချိန်တွင်ဘေရင်သင်ယူနေသောတပည့်ဖြစ်ပါလျက်အနှင်းကမနေအမြင့်ကနေ၍ပညာသင်ယူနေသည်အမြင်မတော်ပါအမားကိုပြုကျင့်နေပြီဟု၍လျှောက်ထားလေသည်ထိုအခါပုံနာကအချင်းယောက်ျားငါသည်ဘယင်ပေးသောရိတ်ခါငွေကိုယူ၍ထမင်းစားနေရသူဖြစ်သည်ကျင့်ဝတ်ကိုမစောင့်နိုင်ဘယင်အလိုကိုသာလိုက်နိုင်မည်ဟု၍ဆို၏ဆန္ဒလယောက်ျားကဆရာပုံနာလောကကြီးကကျေဝန်းလာပါသည်ဘယင်မတပါးတင့်ကိုထမင်းကျွေးနိုင်သူမရှိပြီလောအရက်တပါးသို့သွား၍အသက်မွေးပါထမင်းမငတ်နိုင်မှာကျင့်ဝတ်ကိုမူမဖောက်ပြတ်ပါနှင့်ကြောက်သည်အိုးကိုခွဲတဲ့ကဲ့သို့မဟုတ်မမှန်သောအမှုသည်တင့်ကိုပျက်စီးစေလိမ့်မည်မဟုတ်မမှန်သောအမှုကိုပြု၍ရရှိသောစီးစိမ်ဥစ္စာကိုဆက်ဆုပ်ပါမမှန်မောပါနှင့်ဟု၍ပြောဆိုလေသည်ထိုစကားတို့ကိုကြားသောအခါမင်းသည်ဆန္ဒလယောက်ျားကိုလေးစားလျက်နှစ်သက်သွားသည်မျိုးမြီကိုမင်းမြန်းသည်အမောင်တင်းညီသူနီအရှင်မင်းကြီးအကျွန်ုပ်သည်အမျိုးယုံညံ့သောဆန္ဒလဖြစ်ပါသည်အမောင်တင်းသည်အမျိုးညံ့တော်လဲနှလုံးကောင်းသည်ပညာရှိသည်တင့်ကိုငါလေးစားမြတ်နိုးသည်ထို့ကြောင့်အပြစ်မှာချမ်းသာခွင့်ပေးယုံမြတ်မကငါ၏မင်းစည်းစိမ်ကိုပင်ပေးလိုသည်တို့ရသည်တင်သည်ဆန္ဒလာမျိုးဖြစ်နေသောကြောင့်မင်းအဖြစ်ပေးမရပြီမိတို့ပင်ဖြစ်စေမင်းစည်းစိမ်တစ်ဝက်ကိုငါပေးမည်လက်အခါသာငါမင်းပြုမည်ညအခါမူတင်မင်းပြုပါမင်းကြီးကဤသို့ဆိုကာဆန္ဒလာယောက်ျားကိုမျိုးစောက်ဖြစ်ခံထားသည်ညအခါတွင်မင်းစည်းစိမ်တစ်ဝက်ကိုပေးသည်မင်းကြီးသည်ထိုနေ့ထိုအချိန်မှစ၍ဘေးရင်တင်ယူရာတွင်ဆရာပရောဟိတ်ပုံနာကိုအမြင့်နေရာတွင်ထားသည်မိမိမူကားလိတ်နေရာတွင်နေလျက်နှိပ်ချစွာတင်ယူလေတော့သည်နားဆင်ပေးကြတဲ့တယောက်ချင်းစီတိုင်းအားကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာဒီပုံမြင်လေးကိုကြိုက်နေတဲ့တဲ့ဆိုရင်ဒီလိုပုံမြင်တွေကိုအမြဲတမ်းစူးစမ်းတင်ဆက်ပေးမှာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကို like နဲ့ subscribe လုပ်ခဲ့ပေးဖို့တောင်းဆိုလိုက်ပါရစေခင်ဗျာ